ကားတကားဟာစင်းမော်ဟာလို့ကမကြတယ်ဘူးကွာလှပိုင်းလေးပဲရှိသေးတယ်ဘာဖြစ်ဒီလိုမျိုးအစင်းသားကြီးထားရတယ်ကျွန်တော်ပြောပြမယ်ကားမှဆိုရင်တန်ပြားရှိမယ်ခံသေးရှိမယ်ပြီးဒုတိယခံသေးရှိမယ်ပြီးနောက်ဆုံးလိုက်ကမှော်လာရှိမယ်ဒါဆိုကျွန်တော်တို့က original ကားစီးသားပဲအဲ့တော့မကွာတိုက်ပြီးဟာလို့ပြုပြင်မယ်ဆိုရင်ထပ်ပိုးမယ်စီဘူးထပ်မှုတ်မယ်လိုက်ကမှုတ်မယ်ဒါဆိုကျွန်တော်တို့ပြုပြင်ရတာနှစ်ခါရှိပြီโอเคအဲ့တော့ကျွန်တော်တို့ထပ်ပိုးထပ်တိုက်မယ်ထပ်ပိုးမယ်ထပ်ပြီးစီဘူးထပ်မှုတ်မယ်ထပ်ပြီးတော့လိုက်ကထပ်မှုတ်မယ်ဆိုရင်ဒါ3ခါရှိပြီအဲ့တော့ကိုကအဲ့လိုလိုလိုင်းစီထပ်တိုက်ထားတယ်ထပ်ပိုးတယ်စီဘူးထပ်မှုတ်တယ်လိုက်ကမှုတ်ပြီးဒီခါဆိုကျွန်တော်4ခါရှိပါပြီဗျာဟုတ်တယ်အဲ့ဆိုဒီကအဲ့လိုမျိုးထားအောင်ဆိုရင်စေးဘလောက်မှုတ်ဖို့ body block ကိုက်ခိုင်းအောင်စေးကလုံးဝတာရှိခံမှာမဟုတ်ဘူးဗျာဒါဆိုဘယ်လိုလုပ်တင်တယ်ဘယ်လိုတင်လဲဆိုရင်ဒီလိုတန်များဖြစ်အောင်ပန်စားပလိုက်ပန်လိုက်နိုင်ဝိုင်းရင်ဒီညီတဲ့ body တွေကိုပြန်ညှိပြီးသွားတဲ့ခါကျရင်ဒီကပြန်ဖို့အားကြမှာစေးကတာရှိခံမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်